ကဲလာကြကဲမင်းတို့တွေနေဖို့အတွက်အခန်းအငယ်သွားစစ်နေတာဟုတ်လားဟုတ်ခဏနားကြဟုတ်ကဲ့这他妈你那么大个，肚子都背着，他还去了。要不然，你考虑干嘛？就按照今天要的，4天我都有了。ဟုတ်တယ်ဒီရောလေပြားကြီးရောချစ်စရာလေးငင်းချင်းစရာလေးထင်တာထိုးလေးရောက်တော့အိမ်ကြီးကစိတ်ချောက်ချစရာကောင်းလို့လေငါပြောလေအထက်မနှဲဝင်လာတာအဲ့ဒါဟုတ်တယ်အိမ်ကလေးချိလိုက်အကျယ်ကြီးနဲ့တပည့်ပြေကြောင့်အရင်စိတ်ချောက်ချဖို့ကောင်းတာပဲဟုတ်တယ်ဟာအိမ်မဆိုးတယ်မက်ပြီးခဲ့ရလေငါစိတ်ကမတက်တာအခုထိပဲဟာဘာပြောလဲဘာပြောလဲဘာဘာဖြစ်လို့လဲဟုတ်တယ်ဘာဖြစ်လဲတခုခုတော့လွဲနေပြီနော်对呀，你说没背起，不是这种。这是好点这条是什么样的？哎呀，要不俺公安你们没录啊？搁这出去的。အေးဟုတ်တယ်ဟာငါလည်းကိုယ်လေးကိုမမျိုးဖြစ်နေတာဟုတ်ကြပါဘူး啊，你我呀，我平时也上上个教的。ဘာလဲဖတ်နေပါ大，配的那件没的，大家都对人要不了的。အဲ့တော့အိမ်မားတယ်ဗော大家ဘယ်မှာတင်းနေတာလဲနေရေးစားရေးအဆင်ပြေရတာအကြောင်းဖွင့်ပြည်စီဖုန်းဆက်ပါ ငါတို့ရောက်နေပဲအိမ်နဲ့အဲ့ဆိုပြကြမယ်လေအခုရောက်နေတာပဲနေရတယ်အခုရောက်နေတာပဲနေရတယ်ယောက်ျားကြီးတက်မယ်ငါတို့ကြောက်ဖို့လဲထားပါဦးဘယ်တော့ပြည်စီဖြစ်ပါစီကိုထွက်နေတယ်ဘယ်တော့ဒီနေ့ဘယ်လိုထွက်ရမလဲကြံနေမင်းကရေးတဲ့တမောဒီမှာကြောက်ဖို့ဒီနေ့အားလုံးကြောက်နေကြတယ်မင်းတို့တွေနေမဲ့အခန်းအားလုံးစီစဉ်ပြီးပြီလာကြတော့အကေဟိုလေကျွန်တော်တို့ကဒီဟိုလိပ်စာမရောက်လာတာကျွန်တော်တို့ဒီမှာတင်းမယ်ဆိုရင်လည်းအကေတွေစိတ်နှောက်ချက်ဖြစ်ပါတယ်မကြီးရဲ့ဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ပြောနေပါမယ်မရဘူးကွာ6နာရီထိုးပြီမင်းတို့တွေတယောက်မှထွက်လို့မရဘူးဟိုအငယ်ကြီးပြောတာဒီလိုပါကွာအချိန်ကလည်းမရှိတော့ဘူးလေမိုးကလည်းချုပ်နေပြီပြီးတော့ဟိုဒီပတ်ဝန်းကျင်ကဒူးဆဲမှုတွေအများပေါ်တာကွာမင်းတို့မှလည်းမိန်းကလေးတွေပါလာတယ်လေအငယ်ကြီးပြောချင်တဲ့သဘောကဒီတညတော့မင်းတို့ဒီမှာပဲနားလိုက်ကြမိုးလင်းတဲ့အခါကျမှမင်းတို့တွေလိုရာကြီးကိုဆက်ပြီးတော့သွားကြပါဟုတ်ပြီကဲလာလိုက်ကြလို့လို့စီစဉ်ပြီးကဟောဘက်ကအခန်းမိန်းကလေးတွေနေရမယ်အခန်းဒီဘက်အခန်းတော့ယောက်ျားလေးတွေနေရမယ်အခန်းဟုတ်ကဲ့ပါမယ်အငယ်ကြီးမင်းတို့နဲ့အခုလိုကြုံတော့စကားတစ်ခုပြောချင်တယ်ဒီအိမ်မှာဆက်ဆက်ဆူဆူနဲ့ကိုနဲ့မဆိုင်တဲ့ဟာမှန်တယ်များဘာမှမကြိုက်လွယ်မိပါစေနဲ့ပြီးတော့ဒီအိမ်နဲ့ပတ်သက်ပြီးတော့တန်နေရမကင်းတဲ့စကားမျိုးတွေတဲ့တရားမှမပြောမိပါစေနဲ့ဟုတ်ကဲ့ပါမယ်စိတ်ချပါပြီးတော့မင်းတို့အခုနေရမယ့်အခန်းတွေရဲ့မင်းတို့ရှောက်လာတဲ့နောက်မှာအိမ်သာရှိတယ်အဲ့ဒီဟာလွယ်ပြီးကျန်တဲ့အခန်းတွေဘယ်မှရှောက်မသွားကြပါနဲ့အန်ကယ်ကြီးကတော့ရှေ့အခန်းမှာရှိတယ်ဟုတ်ကဲ့ပါမင်းတို့ဘာအခက်အခဲပဲရှိဘာအကြောင်းပဲရှိအန်ကယ်ကြီးကိုလာပြီးတော့အကူအညီတောင်းလို့ရတယ်ကဲခရီးပန်းလာကြပြီဆိုတော့နားနားနေကြတော့
ဘာလို့ဖြစ်နေမှာငါလည်းမသိတော့ဘူးငါတို့လေဒီအမြဲကိုလူစိတ်ကူးလုံးနဲ့ဝင်လာလို့ဆိုတော့ငါ့ကောင်ကတော့စဉ်းစားလို့မရတော့ ဘလူးစိတ်နဲ့မှပြောမယ်ငါတို့ဒီနေ့နဲ့ဒီညနှစ်ပါးသွားမှာလေ ဟုတ်တယ်နော်အခန်းကလည်းအကျယ်ကြီးပဲပြတ်သိမ်းရထား နင်ကလည်းငါတို့လည်းလေအန်ကယ်ကိုကြောက်တဲ့စိတ်တခုလည်းနဲ့တိတိနဲ့ငြိမ်ခံနေရတဲ့ဘဝရောက်နေပြီငါတက်သိမ်းတော့ထလာပြီ အားလေတကားလို့ပဲပြန်ပြီးလို့ရတယ်ငါတခုခုလေးဆိုတာ အေးဟုတ်တယ်တင်ကားတကားဖွင့်တော့တကားဘာလို့ပြန်မပွင့်တာ ဟဲ့နင်တို့ရင်နော်အန်ကဲပြောရသီလားစကားကိုစီးလေးပိုင်းနဲ့ပြောကြအောင် 要姑娘回家。တလန်းလုံးကောင်းမောင်းလာတာကွာခုမှပဲလက်တက်တာ ထိုင်စီရတာပုံပင်မမှတော့ပါအမေ ကြောက်ဒါသူသားရောဟုတ်ကွာဟာလေဒါသူ့လိုပိတ်သွားပိတ်သွားတော့ပြန်ဖို့ရမှာပေါ့ကွာ ခန်းရကြီးတယ်ဒီလိုတော့ဒါလေးနဲ့ဘာမှမကြောက်နဲ့နော်ဒီကြလို့ရှိတယ်ဒီတော့အဲ့ဒါဟုတ်ပြီဒါဒီမှာပြောလမ်းကြောင်းလို့ဟိုပေကြီးဆိုတော့မင်းတို့ဒီမှာလဲတုံးခိုက်ခိုက်ကြားခိုက်ခိုက်တော့ဗာနဲ့ easy ဘာလို့ ဒီဘောတို့လည်းလမ်းကြတာဆိုတော့ထူးဆန်း ဟုတ်တယ်ဘူးကြောက်လာတော့စာဖွဲ့နေပါလေကွာမင်းအိမ်လည်းတော့စားပိတ်သွားသေးရပဲဒီမှာထားကြည့်လေဒီတော့ဘာတော့ကြည့်လဲဟဲ့တော့ပြန်ပြပါလေဟောနော် ကြောက်နေတော့ဟုတ် ဟာလမ်းလိုက်တာတည်တည်ရဲ့နင်းလည်းအတန်လေးပါလေပေးပြီးလာမှာပေါ့ဟာ နင်ကလည်းနင်တို့နဲ့ငါတို့ကအခန်းခဲလို့ပြောလိုက်တယ်လေအဲ့ဒါကြောင့်ဒီအခန်းကနင်တို့အခန်းမဲ့ဆိုရင်ငါတကားခောက်တာဟာအဲ့လန့်ကြလား ဟာနင်းလည်းငါတို့ကကိုเจ้าနဲ့ကိုလေဟာနင်းလည်း ဟဲ့ဟာလေ မလေးစပန်တွေးတော့မဟုတ်ချင်ဘူးလိမ့်ဖို့ပေးလိုက်ပါမှာနင်တို့ ဟဲ့အိမ်တော့သွားချင်ဘူး ဟဲ့ပမန်နင်းငါတို့ဖွဲ့ရရလေမဟာတတိကေပေတီကိုခေါ်တော့ပါလား ခဲအောင်လိုက်ခံ လိုက်သွားပါနင်ကလည်း လည်းဘူးပဲလေကိုတက်ပြီးတော့နေရာတကာလိုက်တော့လို့မပါဘူးမလိုက်တော့ နေနေလည်းခေါ်ပါဦးတက်တိရယောက်ျားလေးတန်မယ်ယောက်ျားမဟုတ်တာကြာတယ် ရောက်ကြအောင်လည်းလည်းလိုက်ဘူးတော့လိုက်ဘူး အေးဘလိုက်လည်းပြီးရောဟဲ့ ငါတော့ခေါ်ပါပါနော်နေငါနဲ့တိုက်လက်ခဏလိုက်ခဲ့ပြပါရဲ့နော်နော် သွားလိုက်ပါနင်တော့ဟုတ်ပြီလားတော့ မြန်သွားလိုက်မြန်လာကြအောင်နော်အပင်ကြီးရတယ်အမြင်မင်းကလေးတွေ တတိကေရော အေးလေထိုက်သွားပြီလားတော့စိတ်လို့ကိုခီးထွက်လာပါတယ်ဆိုမှခုတော့ဘာတွေဖြစ်နေမှန်းတော့မသိတော့ဘူးဘာဖြစ်နေရလဲပထအောင်သားနဲ့ဝေးနေနောက်ကလေအရှိတ်မေးတကူဖြတ်သွားတာငါတွေ့ရလို့နင်ကလည်းဟာငါကြောက်တယ်မသိဘူးနင်ကစနေရလားငါကျုပ်ကစားလေးကြောက်ပေါက်နေလို့လားအတကယ်ပြောနေတာငါတို့ဒီဘက်နဲ့ငါလည်းမနေရတော့ဟာဟိုဘက်ကသွားနေရတော့လားဟာအဲ့တော့ဒီမှာဆောင်းနေနော်ဘယ်တော့မှသွားနေနော် သွားပါသွားစရာရှိတာသွားပါနော်ဘာမှကြောက်နေတယ်ဒီမှာမစောင့်နေဟုတ်ပြီလား
သွားပါဟောသွားပါ